တခါတုန်းကရွာလေးတစ်ရွာမှာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့သူထေးကြီးတူဟာသူ့ရဲ့ဇနီးတီနဲ့သားတစ်ယောက်တို့နဲ့အတူအေးချမ်းစွာနေထိုင်ခဲ့ကြပါတယ်။သားဖြစ်သူရဲ့နာမည်ကတော့ကျော်ကြီးတဲ့။ဖခင်ဖြစ်သူသူထေးကြီးမှာစိုးရိမ်ပူပန်စရာအကြောင်းရင်းတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့သူ့ရဲ့သားကျော်ကြီးဟာအလွန်ပြင်းရည်ပြီးအလုံးမလုံးချင်သူတူဖြစ်နေခြင်းပါပဲ။တစ်ဖက်မှာတော့ဖခင်ဖြစ်သူသူထေးကြီးကတော့အင်မတန်မှစူးစမ်းပန်းစားလုပ်ကင်တတ်တဲ့လုပ်ငန်းရှင်ကြီးတူဖြစ်ပါတယ်။သူထေးကြီးဟာနေမထွက်ခင်အချိန်ကလေးကနေ့စဉ်မနက်တိုင်းဖျားကိုတွားဝတ်ပြုပြီးနောက်မှမိမိပိုင်ဆိုင်တဲ့လယ်ယာမြေတွေတိရစ္ဆာန်မွေးမြူရေးခြံတွေနဲ့လုပ်ငန်းခွင်နေရာအားလုံးကိုကိုယ်တိုင်ကိုယ်ကျလှည့်လည်ကြည့်ရှုလေးရှိပါတယ်။သားဖြစ်သူရဲ့ပြင်းရည်တဲ့အမူအကျင့်ဟာသူထေးကြီးအတွက်နေ့စဉ်စိတ်မချမ်းမြေ့စရာဖြစ်နေခဲ့ပါတယ်။တနေ့မှာဖခင်ဖြစ်သူကသားကိုနိုးပြီးသားရေထပ်ပါအောင်လယ်ထဲပတ်ကြည့်ဖို့အဖေနောက်လိုက်ခဲ့ပါဦးမင်းလဲအလုပ်တွေကိုကူညီပေးဦးလေလို့ခေါ်ပါတယ်။သို့တော်လဲပြင်းရည်နေတဲ့သားကျော်ကြီးကတော့ဆောင်ပုံအောက်ကနေလုံးဝထွက်မလာပဲဒီနေ့မလိုက်သေးဘူးအဖေသားခဏလေးထပ်ပြီးအိတ်လိုက်ဦးမယ်လို့ပြောပါတယ်။ဖခင်ဖြစ်သူသူထေးကြီးဟာအလွန်မင်းစိတ်မကောင်းဖြစ်ပြီးတယောက်တည်းပဲလယ်ထဲကိုထွက်ခွာသွားခဲ့ပါတော့တယ်။လအနှဲငယ်ကြာမြင့်လာတဲ့အခါမှာသူထေးကြီးဟာအပြင်းထန်ဖျားနာပြီးမကြာမီသေဆုံးသွားခဲ့ပါတော့တယ်။ဖခင်ဖြစ်သူကွယ်လွန်သွားသည့်တိုင်အောင်သားဖြစ်သူကျော်ကြီးဟာဖခင်ရဲ့လုပ်ငန်းတွေအပေါ်လုံးဝစိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ဒါကြောင့်သူတို့ရဲ့လုပ်ငန်းတွေဟာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ဒါကိုမြင်တွေ့ရတော့ကျော်ကြီးရဲ့မိခင်ကသားဖြစ်သူကိုခေါ်ပြီးပြောပါတယ်။သားရေလုပ်ငန်းတွေမှာငါတို့အကြီးအကျယ်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရပြီ။ထိုအခါကျော်ကြီးကပြင်းရည်စွာပြန်ပြောလိုက်ပါတယ်။အဲ့ဒါကျွန်တော်ဘာလုပ်ပေးရမှာလဲကျွန်တော်ကလုပ်ငန်းအကြောင်းဘာမှနားလည်တာမဟုတ်ဘူးအဖေနဲ့အတူလုပ်ငန်းတွေစီတခါမှမလိုက်ခဲ့ဘူးလေ။အဲ့ဒီအခါမိခင်ကစိတ်ရှည်စွာနဲ့အကြံပေးလိုက်ပါတယ်။ဒီလိုဆိုတခုလို့သားရဲ့ဖိုးဖိုးကြီးကအနောက်ရွာမှာနေရဲ့အဖိုးမှာဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအတွေ့အကြုံဗဟုသုတအများကြီးရှိတယ်။ဒါဖိုးဖိုးကြီးနဲ့တွားတွေ့ကြည့်လိုက်ပါဒီပြဿနာအတွက်ဖိုးဖိုးမှာဖြေရှင်းတဲ့တစ်ခုရှိမှာပဲ။ကျော်ကြီးလည်းအလွယ်တကူလက်ခံလိုက်ပါတယ်။ကောင်းပါပြီအမေမနှက်ဖြန်ကြရင်ကျွန်တော်တွားတွေ့ပါမယ်။နောက်တနေ့မနက်မှာတော့ကျော်ကြီးဟာသူ့ရဲ့အဖိုးအိမ်ရှိရာစီကိုခီးနှင်ခဲ့ပါတယ်။အဖိုးဖြစ်သူနဲ့တွေ့ဆုံပြီးဂါယဝပြုပါတယ်အဖိုးအေးကွယ်ငါမြေးပြောပါဦးဘာအကြောင်းကိစ္စရှိလို့လဲအဖေဆုံးပြီးနောက်ပိုင်းကျွန်တော်တို့လုပ်ငန်းတွေမှာအကြီးအကျယ်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်အဖိုးကျွန်တော်မေကဒီကိစ္စအတွက်အဖိုးစီကအကူအညီနဲ့ဗဟုသုတကိုယူသင့်တယ်လို့ပြောလို့လာခဲ့တာပါအဖိုးတယောက်ပဲကျွန်တော်တို့ကိုကူညီနိုင်ပါတော့မယ်ဖျားသခင်ကောင်းချီးပေးပါစေမြေးမင်းမေပြောတာလုံးဝမှန်တယ်မင်းတို့ရဲ့ပြဿနာအတွက်ငါမှအဖြေတစ်ခုရှိတယ်မြန်မြန်ပြောပြပါအဖိုးရဲ့မင်းလောက်ရမှာတစ်ခုပဲရှိတယ်မင်းဖေလောက်ခဲ့ဘူးတလို့မျိုးနေမထွက်ခင်မနက်တိုင်းဖျားကိုသွားပါအဲ့ဒီနောက်မှာမင်းရဲ့လုပ်ငန်းအားလုံးကိုလှည့်လည်ကြည့်ရှုစစ်ဆေးပါဒါကိုမင်းနေ့စဉ်နေ့တိုင်းလုပ်ရမယ်ဟုတ်ကဲ့ပါအဖိုးပြောတဲ့အတိုင်းမနက်ဖြန်ကစားပြီးလိုက်နာပါမယ်နောက်တနေ့မနက်ကစားပြီးကျော်ကြီးဟာနေမထွက်ခင်နိုးလာခဲ့ပါတယ်သူဟာပထမဆုံးဖျားကိုသွားပြီးလုပ်ငန်းခွင်အားလုံးကိုလိုက်လံကြည့်ရှုစစ်ဆေးပါတော့တယ်မနက်တိုင်းသူဟာလဲစီပြီးနောက်ကုံစုံဆိုင်စီထိုးမတဖန်မွေးမြူရေးခြံစီတို့တွားရောက်ခဲ့ပါတယ်ဒီလိုနဲ့ရက်အနှဲငယ်ကြာလာခဲ့ပါတယ်ကျော်ကြီးနေတိုင်းအလုပ်ကိုလာတာကိုအလုပ်သမားတွေမြင်တွေ့ကြတော့သူတို့အချင်းချင်းတီးတိုးပြောဆိုကြပါတယ်ဟေ့ကောင်တခင်လေးနေတိုင်းအလုပ်လာတာမင်းမြင်လားအေးဟုတ်တယ်ငါတို့ခိုးနေတာတွေကိုရဲရတော့မယ်ထင်တယ်အေးမင်းပြောတာမှန်တယ်မဟုတ်ရင်ငါတို့အဖမ်းခံရလိမ့်မယ်ဒီလိုနဲ့တဖြည်းဖြည်းအလုပ်သမားအားလုံးကကျော်ကြီးဟာဆိုင်တွေနဲ့လေယာတွေကိုနေ့စဉ်လှည့်လည်စစ်ဆေးနေတာကိုတီးသွားကြပြီးဖမ်းမိမှကြောက်တာကြောင့်သူတို့ခိုးယူမှုအားလုံးကိုရပ်တန့်လိုက်ကြပါတော့တယ်ခိုးယူမှုတွေရပ်တန့်သွားတာနဲ့အမျှလုပ်ငန်းတွေမှာဖြစ်ပေါ်နေတဲ့ဆုံးရှုံးမှုတွေလည်းတဖြည်းဖြည်းလျော့နည်းလာခဲ့ပြီးကျော်ကြီးနဲ့သူ့မိတို့ဟာတဖြည်းဖြည်းပြန်လဲချမ်းသာကြွယ်ဝလာကြပါတော့တယ်ကျော်ကြီးကဝမ်းသာအားရနဲ့မိခင်ကိုပြောလိုက်ပါတယ်အမေကြည့်ပါဦးအဖိုးရဲ့အကြံဉာဏ်ကြောင့်ကျွန်တော်တို့ပြန်ပြီးချမ်းသာလာကြပြီဟုတ်တယ်သားအဖိုးစီသွားပြီးကျေးဇူးတင်စကားပြောတင်တယ်မိခင်ပြောသည့်အတိုင်းကျော်ကြီးဟာအဖိုးစီတို့သွားရောက်ပြီးကျေးဇူးတင်စကားပြောကြပါတယ်အဖိုးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအဖိုးကြောင့်ပဲကျွန်တော်တို့လုပ်ငန်းတွေအောင်မြင်လာခဲ့တာပါမြေးငါဘာမှမလုပ်ပေးခဲ့ပါဘူးမင်းကိုယ်တိုင်ပဲစူးစမ်းပန်းစားအလုပ်လုပ်ခဲ့တာပါဘလို့ဖြစ်တာလဲအဖိုးဒါတွေအားလုံးကမင်းရဲ့ပြင်းရည်မှုကြောင့်ဖြစ်ခဲ့တာပါမင်းပြင်းရည်ရဲ့အတွက်လုပ်ငန်းပေါ်အာရုံမစိုက်နိုင်တော့အလုပ်သမားတွေကအခွင့်ကောင်းယူပြီးခိုးခဲ့ကြတာပေါ့ဒါပေမဲ့အခုတော့မင်းနေတိုင်းအလုပ်လာတဲ့အတွက်သူတို့တွေအဖမ်းခံရမှာကြောက်ပြီးခိုးတာတွေရက်လိုက်ကြတယ်ဒါကြောင့်မင်းရဲ့လုပ်ငန်းတွေပြန်ပြီးအောင်မြင်လာတာပဲအဖိုးရဲ့စကားကိုကြားပြီးနောက်ကျော်ကြီးဟာသူ့ရဲ့အမားကိုနားလည်သဘောပေါက်သွားခဲ့ပါတယ်သူဟာသူ့ရဲ့ပြင်းရည်မှုကိုစွန့်လွတ်လိုက်ပြီးလုပ်ငန်းတွေအပေါ်အလွန်စူးစမ်းပန်းစားလုပ်ကင်ခဲ့ပါတော့တယ်ကလေးတို့ရေ
ဒီပုံပြင်လေးရဲ့ဆိုလိုရင်းသင်ခန်းစာကတော့ပြင်းရည်ခြင်းဟာဆိုးရွားတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ဟာပြင်းရည်မှုကိုစွန့်လွတ်ပြီးကျွန်ုပ်တို့ရဲ့အလုပ်တွေကိုအချိန်မီပြီးမြောက်အောင်လုပ်ကိုင်ရမယ်ဆိုတဲ့သင်ခန်းစာပါပဲကွယ်။ပုံပြင်လေးကတော့ပြီးဆုံးသွားပါပြီ။နောက်ကိုလည်းဒီလိုချစ်စရာကောင်းတဲ့ပုံပြင်လေးတွေကိုတင်ဆက်သွားဦးမှာမို့ Yuri Kids Zone Channel လေးကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးနော်။